23ရက်9လ2026နေ့မန္တလေးမြို့တနေကုန်လယ်မဲအော်ဒါလေးနဲ့ပထမအောင်ဆုံးကြောင်စင်းဖျားရောက်ရှိပါတယ်ခင်ဗျ။ကြောင်စင်းဖျားမှာပါ။ဒီနေ့အင်းဝလည်းကြောပါတယ်။အင်းဝကိုဇက်နဲ့ကူးတာပဲ။အင်းဝကိုဇက်နဲ့ကူးပါတယ်။အင်းဝဇက်နဲ့ကူးပို့ပေးတာပါ။ဒါတော့အင်းဝရောက်နေတာပါ။ဒီသက်ကြတာကဒါတော့အင်းဝဘားကြီးအကြောင်းဖြစ်ပါတယ်။ကောင်းတဲ့ပါတယ်အများကြီးပါတော့ကောင်းတာ။တော့အင်းဝခံတက်ဖြစ်ပါတယ်။ကျွန်တော်တို့အင်္ဂလိပ်တွေကဒီမြေကြောင်းတန်းစံတက်လာတဲ့အခါမှာကျွန်တော်တို့ရှေးခေတ်မူကြီးမရရင်စစ်တေသနာပတိတွေကဒီစင်ကြုံခံတက်မှာတက်ဆွဲပြီးတော့သူတို့အကြောက်တွေနဲ့ခုခံတိုက်ခိုက်တဲ့နေရာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့အင်းဝခံတက်ဖြစ်ပါတယ်။အင်းဝစင်ကြုံခံတက်ဖြစ်ပါတယ်။ဒါတော့အင်းဝခံတက်ပါရှိတယ်။ရှုခဲ့လားမြင့်ဝင်ဖြစ်ပါတယ်။ဒီဆိုင်လေးထိုင်လို့ကောင်းနေကြ။အဲမြစ်ဘေးမှာအင်းဝခံတက်ပေးရမြစ်ဘေးမှာမကြီးရိပ်လို့ခေါ်ပါတယ်ဒီဆိုင်လေးနာမည်။အင်းဝကိုခုလိုဆက်လေးနဲ့ဖြတ်ပါတယ်။သွားဟောပြန်ပါ။ရှင်းမနေနေရဒကိုင်းတရာအဟောင်းပဲဖြစ်ပါတယ်။တမိုင်းဝင်ရွှေကြကြမြတ်စွာဘုရားဖြစ်ပါတယ်အေးအောင်မြေကမ်းနှစ်ဖေးမှာထည့်ထားတဲ့ဘုရားပါဗျအဲ့မှာအဲ့ဒါဝယ်ဖူးနေတာပါရွှေကြရဲ့သူတောင်းမြတ်စွာဘုရားဖြစ်ပါတယ်ရှေးခေတ်ကမင်းကြီးမင်းသားတွေတော့မဖူးလားဆိုတဲ့ဘုရားပေါ့နော်အခုတော့ပုံဝင်ရှိပါတယ်သူတော်ရဟန်းပြည်တို့ပါဘုရားရောက်နေပါတယ်ဥပဒေဒရာမှာဖြစ်ပါတယ်ဒီမန္တလေးတင်ကုန်ကလေးနဲ့ဥပဒေဒရာရောက်ရှိရဒရာရောက်ရှိပါပြီဥပဒေဒရာမှာရေတွေတိုးနေပါတယ်ရဲဆက်ဆက်ရေတွေတိုးလှပါတယ်ရှူရင်းနေလည်းအရန်လှပါတယ်ရေတွေတိုးနေပါတယ်ဒီကျောင်းမှာမိုးတဲ့ရေထဲမှာပါဒီနေ့ပေါ်လာလေးသွားတာမိုးတဲ့ရေထဲမှာပါမန်းလေးရောက်တော့မိုးတွေတအားရွာလို့အဲ့ဒါလည်းမိုးရေတဲ့ဖျားဖူးမယ်ဆိုတော့လည်းပို့ပေးရတော့ရကသမားပေါ့